ကဲမြေချာရောက်ရွှေကြီးကိုမြောက်တော့ကျွန်တော်ဒီ DJI Mic လေးမိတ်ဆက်ပေးချင်ပါနော်ဒီကောင်က original brand ဖြစ်ပါတယ်နော်ဆိုတော့ကျွန်တော်တို့ online မှာဝယ်တာမဟုတ်ပါဘူးဆိုင်မှာတော့ဝယ်တာဖြစ်ပါတယ်ကျွန်တော်ဝယ်တော့ဆိုရင် ringgit 900ပေးရပါတယ်ဆိုတော့တစ်ချက်ကြည့်အောင်နော်ဒီမှာပါရှိတယ်ဆိုဒီကောင်ကတော့ကျိုးသွင်းတာပေါ့နော်တစ်ချက်ကောင်းတစ်ချက်ပြတ်ကျွန်တော်အားသွင်းတဲ့ခါကျရင်တခါလေးနှလုံးသွင်းလို့ရတယ်နော်အားသွင်းတဲ့မိသားစုရမယ်ဒီမှာဒီ mic ပဲအားသွင်းမယ်ဆိုဒီနားမှာပေါ့နော်ကျွန်တော်ထည့်လိုက်ရမယ်နော်တွေ့လားကဲဒီမှာအားသွင်းလို့ရတဲ့အပေါက်တစ်ခုရှိတယ်ဒီနားမှာအားသွင်းရတဲ့အပေါက်တစ်ခုပေါ့နော်ပြဆိုတော့ဒီနားမှာကထည့်လိုက်မယ်ပြီးရင်ဒီဘက်မှာဆိုရင်ကျွန်တော်ကဒီမှာထည့်လိုက်မယ်ကဲတွေ့လားအဲ့ဆိုကျွန်တော်ကဒီချက်ချင်းကောင်းမှတာထည့်လိုက်ရင်ချက်ချင်းကတစ်ခေါက်သွင်းတာနဲ့နှလုံးရတယ်နော်အဲ့လိုโอเคဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုသုံးလဲလို့ပြောရင်ဖုန်းမှာအဲ့တော့ဒီ Type C ပေါ့နော်နောက်ပိုင်း iPhone သမားတွေအားလုံးက Type C ပဲသုံးပါတယ်ဒီကောင်ကိုထုတ်လို့ရတယ်နော်တကယ်လို့ iPhone 13လို့ဆိုတော့တတ်ဒီ iPhone အတွက်ဒီပြန်ဝင်ရတာပေါ့နော်ကဲဒါလည်းပြန်ထည့်လိုက်မယ်ကဲအဲ့ဒါကျွန်တော်သုံးမယ်ဆိုရင်ဒီနေ့မှာဖုန်းဒီပေါ့နော်တွေ့လားကဲထည့်လိုက်ပြီတွေ့လားမင်းကမိတ်တုတ်လာပြီနော်ကဲကျွန်တော်ကဒီဘက်မှာတစ်ချက်ပြန်အောင်နော်โอเคအဲ့ဒါဆိုတော့ကျွန်တော်ကဒါလေးကိုပြန်ဖွင့်လိုက်မယ်နော်ဒီခလုတ်လေးကိုပြန်ဖွင့်လိုက်မယ်တစ်ချက်ကြည့်အောင်ကဲမီးထွက်လာပြီဆိုတော့ဒီနားမှာအဝါထွက်လာပြီတွေ့လားအဲ့ဒါဆိုတော့ဒီနားမှာရောက်ထွက်လာပြီဆိုရင်ကျွန်တော်ကစကားပြောလို့ရပြီနော်ဒါလည်းဈေးကြီးတယ်ဆိုပေမဲ့ကျွန်တော်တို့ကဈေးကြီးတော့စားတယ်ပေါ့နော်ဒါ brand နဲ့ဟုတ်တယ်ဆိုတော့ကျွန်တော်ဘောလုံးကွန်းတစ်ကွင်းစာမှာတော့ကျွန်တော်တို့ recording လုပ်လို့ရတယ်အကွာအဝေးကိုပြောတာနော်ဒီဈေးပေါ်တဲ့ဟာကြတော့တည်ရမလားတလားငါလားဆိုတော့လည်းအဆင်မပြေတော့ဘူးပြီးရင်ဆေးပေတော့တော့မှမရှိဘူးနော်ကျွန်တော်တို့ဒီ recording လုပ်တဲ့ခါကျအတန်ကတိအဲ့လိုမျိုးဖြစ်သွားတာပေါ့နော်ဒီဟာကြတော့အရန်ကောင်းတယ်အဲ့ဒါကြောင့်တကယ်လို့လိုချင်နေဆိုရင်အဲ့ဒီကျွန်တော် screen ပေါ်မှာကို link ပေါ်လာတယ်အဲ့မှာလက်နဲ့ nick မှာဝယ်လို့ရပါတယ်နော်ကဲကျေးဇူးတင်ပါတယ်